အားပေးမှုတွေတခဲနဲ့ရနေတဲ့ကျော်စော်ဝင်းနေနဲ့ဒုတိယတန့်စင်မဖြစ်သွားဖို့လိုပါတယ်ကျော်စော်ဝင်းကတော့အခုလက်ရှိမှာပရိသတ်အားပေးမှုကိုတခဲနဲ့ရရှိနေတဲ့ Fighter 2ပါမြန်မာ Fighter တွေထဲမှာဆိုရင်လက်ရှိကျော်စော်ဝင်းကအားပေးမှုအများဆုံးနဲ့နေပဲအကြီးဆုံးပါပဲသူကိုယ်တိုင်ကလည်းစူးစမ်းလုံးတဲ့အတွက်ပရိသတ်တွေကလည်းတော်တော်လေးကိုအားပေးလာကြပါတယ်နောက်ပြီးတော့ရိုကျိုးလုံးနဲ့သူ့ရဲ့ပုံစံတစ်ခုကလည်းပရိသတ်တွေကိုမျက်နှာနဲ့ချစ်ခင်စေပါတယ်ဒီတော့ကျော်စော်ဝင်းကလည်းပရိသတ်တွေသူ့ကိုအားပေးတော့အခုဆိုရင်ရင်ကားထက်တာမှစူးစမ်းတဲ့ပိုစူးစမ်းလာနေပါတယ်ဒီတော့ကျော်စော်ဝင်းအတွက်အရာအလုံးကအတော်ကိုလွယ်ကူလာပါတယ်ငွေကြေးအောင်မြင်မှုအပေါင်းအသင်းအထောက်ပံ့စားသဖြင့်နဲ့ကျော်စော်ဝင်းကတလိုက်တယ်မှာရနေပါတယ်ရှင်းပြောရမယ်ဆိုရင်ရန်ကြီးမထုံးပေါက်သေးတာတော့သူ့ရဲ့ပုံစံတစ်ခုကြောင့်ပဲလူသားရောက်ဘဝကိုပိုင်ဆိုင်ထားတယ်ပေါ့ဗျာဒီတော့ကျော်စော်ဝင်းကြောင့်မအောင်မြင်သေးတဲ့အခြေအနေမျိုးမှာပရိသတ်အားပေးမှုတွေကိုတခဲနဲ့ရနေတာကမြန်မာ Fighter တွေထဲမှာဆိုရင်တန့်စင်နဲ့တွားတူနေပါတယ်တန့်စင်ကလည်းမအောင်မြင်သေးတာတော့မှပရိသတ်အားပေးမှုတွေရှေ့ရခဲ့တဲ့စိတ်သေးဘဝင်နေမြင့်ကလမ်းမကိုရောက်သွားခဲ့ရတဲ့ Fighter တို့ပါကျော်စော်ဝင်းကလည်းတန့်စင်နဲ့ဖြစ်တူပါတယ်ဒါကြောင့်လက်ရှိမှာပရိသတ်အားပေးမှုရှေ့ရနေတဲ့ကျော်စော်ဝင်းတယောက်တန့်စင်ရဲ့အမှားတွေကနေတင်ကန်းသာရယူဖို့လိုပါတယ်တန်းတင်ကလည်းစာပေမှာကောင်းလို့ပရိသတ်အားပေးရကနေလက်မလွဲသေးပဲနဲ့လွဲသွားခဲ့တာပါဒါကတော်တော်ကိုနှမျောဖို့ကောင်းပါတယ်တန့်စင်ကပရိသတ်ရဲ့စကားတွေကိုလည်းနားမထောင်မင်းသူလုပ်ချင်တာကိုပဲလုပ်ခဲ့တာပါအဲ့ဒီတော့အောင်မြင်ထုံးပေါက်တဲ့ရဲ့သားနဲ့လမ်းမရောက်သွားတဲ့ Fighter တူဦးဖြစ်နေတန့်စင်ကတင်ကန်းသာယူစရာဖြစ်ခဲ့ပါတယ်တကယ်ဆိုရင်တန့်စင်ကအခုလက်ရှိမှာကျော်စော်ဝင်းတို့နဲ့ဗျိုင်းလူထွန်းတောင်းနေရမှာပါဒါပေမဲ့လည်းသူ့ရဲ့ပုံစံတွေကပဲသူ့ကိုဖျက်ဆီးသွားတဲ့တန့်စင်ကလည်းအခုလိုလူမသိသူမသိအနေထားကိုတော့ပြန်ရောက်သွားပါပြီထူတိုင်းရှုံးပရိသတ်ရဲ့စကားကိုနားလည်းမထောင်ကိုတက်လန်းတွေကိုခံယူချက်တွေနဲ့ကိုတက်လန်းကိုပိတ်စားသဖြင့်နဲ့တန့်စင်ရဲ့အဖြစ်ကမြန်မာ Fighter တွေတော်တော်လေးကိုအတူယူဖို့ကောင်းပါတယ်မြန်မာ Fighter တွေထဲမှာဆိုရင်တန့်စင်နဲ့အဖြစ်တူနေတဲ့ကျော်စော်ဝင်းကအခုလက်ရှိသူ့ရဲ့မြင်မာနေတဲ့အနေအထားတွေနဲ့ပတ်သက်ပြီးအရန်ကိုသတိထားတင်ပါတယ်ပြောချင်တာဗျတန့်စင်ကလည်းအစမှာအရန်အားပေးခံရပါတယ်ကျော်စော်ဝင်းကလည်းအခုလက်ရှိ Fighter ဘွားအစမှာအရန်အားပေးခံရပါတယ်တန့်စင်ကအားပေးခံပြီးအဖျားရှူးသွားတယ်ကျော်စော်ဝင်းကလည်းတန့်စင်ကိုနမူနာယူပြီးအဖျားမရှူးသွားဖို့ပဲလိုတယ်ဆိုပြီးပြောချင်တာပါအောင်မြင်ကြိုးစားရတာလွယ်ပါတယ်အောင်မြင်မှုကိုထိန်းသိမ်းပြဖို့သာခက်တာပါဒီလိုပါပဲပရိသတ်တွေအားပေးမှုတွေကိုရယူပြရတာလွယ်ပါတယ်ပရိသတ်တွေအားပေးမှုကိုရေရှည်ထိန်းသိမ်းနိုင်ဖို့ကသာခက်တာပါဘီယာတန်နေခံနိုင်မှုအဖို့ခက်ခဲပါတယ်တန့်စင်ကဘီယာတန်နေမခံနိုင်ခဲ့လို့အခုလိုပျောက်ကွယ်သွားရတာပါကျော်တော်ဝင်းအနေနဲ့ကပရိသတ်အားပေးမှုကိုတခဲနဲ့ရနေတာနဲ့တပြိုင်နက်ဘီယာတန်ကိုလည်းခံနိုင်မှုတော်တော်လေးလိုအပ်ပါတယ်